ဇမတ်စင်ပါဒီနေ့မှာလည်း grade 1 English စာ unit 4 lesson 6ကိုထပ်ပြီးတော့ဖတ်ပြပါမယ်နော် lesson 6 head shoulders knees and toes sound head ဘာလဲခေါင်း shoulders ပခုံး knees ဒူးနဲ့ and နဲ့ toes ခြေချောင်းလေးရဲ့ sound တခြင်းလေးကိုဆိုကြည့်မယ်နားထောင်ကြည့်မယ်တဲ့ listen and see နားထောင်မယ်ပြီးရင်လိုက်ပြောကြမယ်ခေါင်းကိုဘယ်လိုခေါ်တာလဲ head ဟုတ်တယ်နော်အရှိမသင်ခဲ့ပြီးပြီပခုံးလဲ shoulders ဒူးကိုကြတော့ knees ခြေချောင်းလေးကိုကြတော့ toes ဟုတ်တယ်နော်အရှိမသင်ထားခဲ့ပြီးပြီကဲအဲ့ဒါဆိုရင်ကျမတို့ကဒီအောက်မှာသူပေးထားတဲ့ကြပြလေးတချင်းလေးပေါ့နော်ဒီတချင်းလေးကိုနားထောင်ကြည့်အောင်ပြီးရင်လိုက်ဆိုမယ်နော် listen and sing နားထောင်မယ်ပြီးရင်ဆိုကြည့်မယ်တဲ့ head shoulders knees and toes ကဲလိုက်ဆိုကြည့်မယ်နော်သူရဲ့ခေါင်းစဉ်ဆိုရပြီးဆိုလိုက်ဆိုကြည့်ပါ head shoulders knees and toes head shoulders knees and toes ဒီခွင်းပေါ်မှာနှစ်လေးတင်ထားတယ်အဲ့လိုနှစ်လေးတင်ထားတယ်ဆိုတာနှစ်ခါဆိုရမယ်လို့ပြောတာเนาะကဲဘာသာအရင်ပြန်လိုက်မယ်เนาะ head shoulders knees and toes ခေါင်းရဲ့ပခုံးရဲ့ဒူးခေါင်းရဲ့ခြေချောင်းလေးရဲ့ပြီးတော့ and ပြီးတော့တဲ့ eyes and ears eyes မျက်လုံး and ပြီးတော့ ears နှာရွက် and ပြီးတော့ mouth ပါးစပ် and ပြီးတော့ nose နှာခေါင်းဒါတွေကကျမတို့အရှိ lessons မှာသင်ထားခဲ့ပြီเนาะ head shoulders knees and toes ကဲလိုက်ဆိုမယ်အခုတချင်းလို့ဆိုကြည့်မယ်เนาะလိုက်ဆိုမယ် head shoulders knees and toes knees and toes ဆိုကြည့်ပါ head shoulders knees and toes knees and toes ဆိုကြည့်ပါ and eyes and ears and mouth and nose head shoulders knees and toes knees and toes ရမလားကဲအဲ့ဆိုဇမန်တစ်ခေါက်လောက်ထပ်ပြီးတော့ဆိုပြမယ်နော် head shoulders knees and toes knees and toes head shoulders knees and toes knees and toes and eyes and ears and mouth and nose head shoulders knees and toes knees and toes ရမလားကဲပြီးရင်တော့စာမျက်နှာတစ်ခုကိုသွားမယ်ကဲကလေးတို့ကအဲ့တချင်းလေးကိုဆိုပြီးတော့လိုက်ပြီးတော့လှုပ်ကြည့်မယ်နော်ကဲလို့ eyes လို့ပြောရင်ဘယ်နေရာကိုထိရမှာလဲမျက်လုံးကိုထိရမယ် ears လို့ပြောရင်နှာရွက်ကိုထိရမယ်ဟုတ်တယ် mouth ထိရင်mouth လို့ပြောရင်ပါးစပ်ကိုထိရမယ် nose လို့ပြောရင်နှာခေါင်းကိုထိရမယ်ဟုတ်တယ်ကဲလိုက်ဆိုကြည့်မယ်နော်ဒါလေးကပြောမယ်ဆိုရှင်ဒီ lessons လေးက action ပေါ့နော်ခန္ဓာကိုယ်လှုပ်ရှားတဲ့အခန်းလေးဆိုတော့ဒီတခြင်းလေးကိုဆိုပြီးတော့လိုက်ပြီးတော့ကကြည့်မယ်နော်